အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဝယ်လာတဲ့ MacBook Air M5 ကိုအားလုံးကိုတူတူဖွင့်ပြကြပါရစေအားလုံးတူတူကြည့်အောင်ပေါက်ကတော့ကျွန်တော်ဆိုင်မှာဖွင့်လာခဲ့ပြီးပြီမလို့ဒါစတစ်ကာတော့ခွာလို့ရအောင်မယ်ခွာလဲတိတ်တော့မဆိုတော့ဒီဘက်ကသေးတာဆိုDing dong. MacBook Air M5 ပါခင်ဗျာဟုတ်ပါလေဆိုတော့ message charger ပါမယ်ညာတော့စတိကပါအောင်မလားထိုင်ပါတော့ချာချာပါပါတယ်အားလုံးပဲMacBook Air M5 ပါWow.